ကျိုးဆိုပါတယ်လူမှုအတိုင်းဝိုင်းဝင်များယနေ့တင့်အိမ်ထဲသို့ဝင်ရောက်ရန်အချိန်ဖြစ်ပြီးဝင်ရောက်သောအခါအိမ်၏လက်ရှိအခြေအနေကိုမှတ်တမ်းတင်ခြင်းသည်အရေးကြီးပါသည့်အခန်းတိုင်းနှင့်ရှိပြီးသားအထူးကိမှုများကိုရှင်းလင်းသောဓာတ်ပုံများရိုက်ပါဝင်ရောက်ခြင်းခါပြဿနာများကိုမှတ်သားပါဒီမှတ်တမ်းသည်တင်သည်ဝင်ရောက်ခြင်းမပြုမီရှိခဲ့သောပြဿနာများအတွက်တာဝန်မရှိစေရန်ကူညီပါမည်ခန်းများကိုကြည့်ရှုသောအခါတင်မြင့်သော model unit သည်အလှဆင်ထားသို့မဟုတ်တိုးတက်မှုရှိနိုင်သည့်ခြင်းသည်စံနှုန်းမဟုတ်ပါယခုထွက်ခွာခြင်းအကြောင်းကိုဆွေးနွေးကြပါစို့တင်ဝင်ရောက်သောအခါနှင့်စင်တူအိမ်၏အခြေအနေကိုရှင်းလင်းသောဓာတ်ပုံများရိုက်ပါခန်းတိုင်းအခြေအနေကိုစည်ရင်းပြုစုပါသည်တင်ကိုကောက်ွယ်ပေးသည်ထွက်ခွာသောအခါ unit ကိုတန်ရှင်းစွာထားရှိရန်တေချာပါစေအိမ်ကိုတန်ရှင်းစွာထားရမည်မဟုတ်ပါကအထီးခိုက်မှုအတွက်ငွေပေးချေဖို့လိုနိုင်သည်အိမ်သုံးပစ္စည်းများကိုချိတ်ထားပါ၏အဆင့်များကိုလိုက်နာပါကအဆင်ပြေစေပြီးအိမ်ရှင်နှင့်ကောင်းမွန်သောဆက်ဆံရေးကိုထိန်းသိမ်းနိုင်သည်လမ်းညွှန်မှုဖြင့်ရွှေ့ပြောင်းခြင်းသည်လွယ်ကူသည်